Hello Manglava. Digani Maro the 8 part of speech take adjectives look for it. Nama with it na. Tones on the Colonia jam. Yopia paper name. Now Dalia grade 3, 4, 5 them hope on grade 6, 7, 8 loud Lila Bari. Adjective မှာဆိုလို့ရှိရင်အဓိက၄မျိုးရှိရပေါ့နော်ပထမနံပါတ်1ကပါလဲဆိုရင် regular adjective ဒုတိယတစ်ခုက irregular adjective တတိယတစ်ခုကကျတော့ affix adjective နဲ့စတုတ္ထတစ်ခုက participle adjective ဆိုပြီးတော့မှ၄မျိုးရှိမယ်ပေါ့အဲ့တော့ပထမဆုံး regular adjective ဆိုတာလေးတစ်ချက်ကြည့်အောင် regular adjective ကဘာလဲဆိုရင်ကျမတို့ငယ်ငယ်ကလေးကကြက်ခဲ့ရတယ်စပြီးတော့မှကြက်ခဲ့ရင်းနှီးခဲ့တဲ့ adjective တွေပေါ့နော် big big ကြီးတော့ small small သေးငယ်တော့ tl တော့ရှည်တော့စသဖြင့်ပေါ့နော်ဒီဟာဒီမှာဆိုလို့ရှိရင်သူတို့ရဲ့ D2 နဲ့ D3 မှာ EREST ဥပမာ big ဆိုလို့ရှိရင် big ရ bigger small ဆိုလို့ရှိရင် smaller taller စသဖြင့် D3 ဆိုလို့ရှိရင်လည်းပဲ BIGGEST biggest smallest tallest စသဖြင့်ကြက်ခဲ့ရတာမှတ်မိမှာပါเนาะအဲ့တော့နောက်တစ်ခုတော့ဗာလဲဆိုရင် irregular adjective တွေဖြစ်ပါတယ် irregular adjective ကကျတော့ဗာလဲဆိုရင်သူက EREST လည်းမဟုတ်ဘူးသူရဲ့ D2 D3 ကကျတော့ဗာလာလဲဆိုရင် good better best bad worse worst စကားလုံးတွေဟာ EREST လည်းမဟုတ်ဘဲနဲ့သူကတခြားစကားလုံးတွေပြောင်းပြီးတော့မှဆိုရတဲ့ adjective တွေဖြစ်ပါတယ် irregular adjective လေးတွေကတည်တံ့ရှိပါတယ်အဲ့ဒါလေးကိုနောက်တော့ထပ်ပြီးတော့မှပြပါမယ်နော်နောက်တစ်ခုကကျတော့ affix adjective မှာ fix fix ဆိုတာဘာလဲဆိုရင်တက်စင်တယ်စကားလုံးတွေကိုထပ်ပြီးတော့မှတက်စင်တယ်ပေါ့နော်ဘယ်ကနေတက်စင်မှာလဲ prefix အရှေ့ကနေစကားလုံးတစ်လုံးအရှေ့ကနေစလုံးတက်မယ်နောက်တစ်ခါ suffix နောက်ကနေတက်မယ်ပေါ့အဲ့လိုမျိုးဒါဆိုလို့ရှိရင် for example impossible possible ဆိုတာဖြစ်နိုင်တော့ရှေ့က m ဆိုတာလေးထည့်လိုက်တဲ့ negative ဖြစ်ပါတယ် impossible မဖြစ်နိုင်တော့ important အရေးကြီးတော့ unimportant ဆိုလို့ရှိရင်အရေးမကြီးတော့အဲ့တော့ suffix မှာကျတော့ကျွန်တော်တို့ကစလုံးတွေရဲ့အနောက်မှာเนาะ sub အနောက်ကနေပြီးတက်တာဥပမာဆိုချက်ပါဆို success အောင်မြင်သည်ပေါ့เนาะဆောင်မြင်မှုအဲ့နောက်ကနေပြီးတော့မှ ful ဆိုရဲsuffix လေးတက်လိုက်တဲ့အခါမှာ successful အောင်မြင်တော့နောက်တစ်ခါ nerv nerve ဆိုတာအာယုံကြောနဲ့ဆိုင်တာ ous ဆိုပြီးတော့မှနောက်က OUS ထည့်တယ် nervous ဒါဆိုလို့ရှိရင်စိတ်လှုပ်ရှားစရာကောင်းတော့ရင်ခုန်တော့ဆိုပြီးတော့ပြောကြရပါတော့အဲ့ဒါဆိုလို့ရှိရင်ဒီကောင်က suffix adjective ဖြစ်ပါတယ်ဒါဆိုရင် prefix ပဲဖြစ်ဖြစ် suffix ပဲဖြစ်ဖြစ်ကျမတို့ကD2 နဲ့ D3 မှာပေါ့နော်ဗာရေးရမလဲဆိုရင် more impossible than the most impossible ဒီလိုပဲ more unimportant than the most unimportant ဆိုပြီးမှရေးရပါမယ်အဲ့လိုပဲ suffix မှာလည်းပဲအတူတူပါပဲ more successful than more nervous than ဒါမှမဟုတ်လို့ရှိရင် D3 ဆိုလို့ရှိရင် the most successful the most nervous ဒီလိုမျိုးသုံးရမှာဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခုကူးလိုက်မယ်နော်နောက်တစ်ခုကဘာလဲဆိုရင် participle adjective ဆိုပြီးတော့မှခေါ်ပါတယ်အဲ့တော့ participle adjective မှာလည်းပဲကျွန်တော်တို့နှစ်မျိုးရှိရ present participle adjective ရ past participle adjective ရဆိုပြီးမှနှစ်ခုအဲ့တော့ present participle adjective တွေကဘာတွေလဲဆိုရင် verb တွေကို ing လေးထည့်လိုက်တဲ့အခါမှာ adjective အနေနဲ့သုံးတာသူကတော့ဘာလဲဆိုရင် things တို့မဟုတ် materials တွေပေါ့နော်အရာဝတ္ထုတွေနဲ့ပတ်သက်ပြီးတော့မှသုံးတယ်သူ့ကိုဘာသာပြန်လို့ရှိရင်ဥပမာဆိုကြပါစို့ exciting ဆိုလို့ရှိရင်စိတ်လှုပ်ရှားစရာကောင်းတော့ interesting ဆိုလို့ရှိရင်လည်းပဲစိတ်ဝင်စားစရာကောင်းတော့ဆိုပြီးတော့မှနော်ဘာသာပြန်မှာဖြစ်ပါတယ်တချို့ verb တွေမှာကျတော့အဲ့လို ing လေးထည့်လိုက်တာနဲ့adjective မဖြစ်တဲ့ verb တွေလည်းရှိရနော်တချို့ verb တွေမှာသာထည့်လို့ရတာဖြစ်ပါတယ်ဒီကောင်ကတော့ present participle adjective ဖြစ်ပါတယ်နောက်တစ်ခု past participle adjective အဲ့တော့ past participle ဒီပါလဲဆိုရင် verb 3ဖြစ်ပါတယ်ဒါကြောင့်မို့လို့ verb တွေမှာ ed em ပါတဲ့ဟာတွေဒီ past participle adjective ဖြစ်ပါတယ်တနည်းအားဖြင့်သူကတော့ persons လို့ခေါ်တဲ့လူပုဂ္ဂိုလ်သို့မဟုတ်သက်ရှိတွေနဲ့သုံးတာဖြစ်ပါတယ်ဒါဆိုရင်သူ့ကိုဘာသာပြန်မယ်ဆိုရင် past participle adjective ကစိတ်ဝင်စားသည် interested ဒါမှမဟုတ် excited ဆိုလို့ရှိရင်စိတ်လှုပ်ရှားသည်ဆိုတာမျိုးဖြစ်ရပါမယ်နော်ဒါကကြတော့ဘာလဲဆိုရင် participle ၄မျိုးadjective ၄မျိုးအကြောင်းကိုအသေးစိတ်လေးပြောပြပေးထားတာဖြစ်ပါတယ်နမူနာတွေနဲ့အကြောင်းနောက်ထပ်ဗီဒီယိုတစ်ခုမှထပ်ပြီးတော့ပြောပြပေးပါမယ်ကျေးဇူးတင်ပါတယ်ရှင်